ဒီမျိုးသားဟာတကူလုံးကိုအဖြူအောင်ဆေးတွေနဲ့ချဲပြီးရုပ်ထုတစ်ခုလိုဟန်ဆောင်ကပြပွဲခံမှာသေးကိုဝင်လာပါတယ်သူရအကြံကတော့အလွန်တန်ဖိုးကြီးတဲ့စိန်ကြီးကိုခိုးဖို့ပါပဲဒါပေမဲ့လုံခြုံရေးတွေကနေရာနဲ့ချထားတာမို့လို့လူအလစ်ကိုစောင့်ပြီးစာအုပ်ထဲမှာဟောထားတဲ့ remote ကိုသူလှုပ်ချလိုက်တယ်ဒါနဲ့ပဲတိုင်တတိုင်ရဲ့နောက်ွယ်ကနေအယုတ်ကားအနက်လေးတစ်စီးထွက်လာခဲ့ပါတယ်အိမ်တော်မှာတော့အမျိုးသားကအယုတ်ကားဘော်ကကင်မရာကိုဖွင့်လိုက်ပါတယ်သူရဲ့ထင်းချုံမှုအောက်မှာအဲ့ဒီကားလေးကကျမ်းပင်ဘော်ကအနက်ရောင်ကြည့်ပြားတဲ့အတိုင်းလိုက်ပြီးရှောက်သွားနေတာကိုလုံခြုံရေးတွေကလုံးဝတတိမထားမိခဲ့ကြပါဘူးကားလေးချောချောမွေ့မွေ့သွားနေတော့မှပဲမထင်မှတ်ပဲလုံခြုံရေးတယောက်လမ်းလျှောက်လာခဲ့ပါတယ်အမျိုးသားဟာချက်ချင်းပဲကားကိုရပ်လိုက်ပါတယ်အဲ့ဒီလုံခြုံရေးခြေလမ်းဆက်သွားတဲ့အချိန်မှာပဲသူကကားလေးကိုလုံခြုံရေးရဲ့ခြေထောက်တစ်ချောင်းကြားတဲ့ကနေကျွမ်းကျင်စွာမောင်းထုတ်လိုက်တယ်ကားလေးဟာစိန်ပြက်ကန်အောက်ကိုချောချောမွေ့မွေ့ရောက်သွားခဲ့တယ်အဲ့ဒီနောက်မှာတော့အမျိုးသားကခလုတ်တစ်ခုနှိပ်လိုက်တယ်ကားလေးဟာဖြည်းဖြည်းချင်းမတ်တက်ရက်လာပြီးစိန်ပြက်ထားတဲ့မှန်ပြီးတော့မြောင်းအတိုင်းတက်သွားခဲ့တယ်သူ့ရဲ့ထင်းချုံမှုအောက်မှာကားလေးကပြခိုင်းအစွမ်းကိုအမြန်ရောက်သွားခဲ့တယ်နောက်ထပ်ခလုတ်ကိုနှိပ်လိုက်ချိန်မှာတော့ဆက်လက်တန်တကူကားလေးကနေထွက်လာပြီးစိန်ကိုခိုင်မဲစွာစုပ်ကင်ပြီးစိန်ကိုယူလိုက်တယ်စိန်ကိုယူလိုက်တဲ့အချိန်မှာပဲအမျိုးသားဟာမူလစိန်ပြထားတဲ့နေရာပေါ်မှာ projector ကခုချက်ချင်းတက်ဆင်လိုက်တယ်စိန်အတိုင်းပုံရိပ်ရောင်တစ်ခုကအစ်စ်နေရာကိုအစားထိုးလိုက်တာပါတကယ်စင်ကတော့ကားလေးထဲမှာတင်းစီခံလိုက်ရပြီးအမျိုးသားဟာဒီနီးနဲ့ခိုးယူမှုကိုအောင်မြင်စွာအဆုံးသတ်လိုက်ပါတယ်ဒါပေမဲ့ပြန်ဆုတ်ခွာချိန်မှာတော့တန်ရှင်ရေးလုပ်သားလို့ဟန်ဆောင်ထားတဲ့သူ့ကိုရောက်လာတဲ့ရဲတွေကတာမန်မဟုတ်ဘူးဆိုတာသတိထားမိပြီးချက်ချင်းအော်ခေါ်လိုက်တယ်ဘာလို့လဲဆိုတော့ရဲတွေကတန်ရှင်ရေးလုပ်သားကိုငှားထားဘူးလေတခုခုမားနေပြီဆိုတာရဲရရှိကတီးလိုက်တာနဲ့ချက်ချင်းတနက်ကိုထုတ်ချင်လိုက်တယ်သူကရက်တန့်ပြီးမင်းမျက်နှာကိုမကြားရတဲ့ပုံစံဟန်ဆောင်နေခဲ့တယ်အဲ့ဒီအချိန်မှာသူဟာမြေအောက်လူဝင်ပေါက်အဖုံးပေါ်မှာရက်နေခဲ့လာပါရဲကသူ့ကိုမပုံတင်ပြဖို့တောင်းဆိုတော့အမျိုးသားဟာအလိုက်အတင်းဟန်ဆောင်ပြီးသူ့ခါမှာရှိတဲ့ခလုတ်တစ်ခုကိုနှိပ်လိုက်တယ်သူ့ခြေထောက်အောက်မှာအစိမ်းရောင်အရည်တွေချက်ချင်းစီးဆင်းလာခဲ့တယ်အမျိုးသားရဲ့ကိုယ်ရဲ့ချက်လက်ကိုစစ်ဆေးလိုက်တဲ့အခါမှာတော့ရဲတွေဟာသူဟာဂန်ဒဝင်သူကိုကြီးဂျက်ဆိုတာကိုသိလိုက်ရပါတယ်ဒါပေမဲ့သူတို့တွန့်ပြတ်ဖို့တောင်အချိန်မရလိုက်ပါဘူးဂျက်ကမြေအောက်လူဝင်ပေါက်ထက်ကနေပျောက်ကွယ်သွားခဲ့ပါပြီဒါပေမဲ့ဂျက်ကဂျင်းမလီသေးပါဘူးသူကရုပ်တံဌာနကိုပါဖုံးဆက်ပြီးသူ့ရဲ့နောက်ထပ်ပြစ်မှတ်ကနှစ်ပေါင်း600တက်တန်းရှိတဲ့သမိုင်းဝင်သားဖြစ်ကြောင်းရဲတွေကိုပြောလိုက်တယ်အချမ်းသူကိုမလေးကြောက်ကလည်းရှီဟောင်းသားကိုခိုးဖို့ကြံစည်နေခဲ့တယ်သူမအသုံးဆောင်သစ္စည်းတွေဖယ်ရှားပြီးကမှအနီးနားကအမျိုးသားတအုပ်ကိုတတိထားမိလိုက်တယ်အဲ့ဒီသူကတော့သူကိုကြီးဂျက်ပါပဲသူခိုးမလေးကဓာတ်ကိုတိုက်ရယူတော့မယ့်အချိန်မှာဂျက်ကချက်ချင်းတားလိုက်ပြီးမျက်မှန်တလက်ပေးလိုက်တယ်အဲ့ဒီအခါမှသာဓာတ်ရဲ့ပပတ်လက်မှာအနီးအောက်ရောင်ကြီးအချက်ပေးစနစ်အလုပ်လုပ်တာနဲ့စက္ကန့်30အတွင်းရဲတွေရောက်လာမယ်လို့ပြောပြလိုက်တယ်နေရာမှာလဲလူတယောက်ကိုချက်ချင်းမလုံနိုင်အောင်လုပ်နိုင်တယ်လျှက်စစ်တန်လိုက်ပယ်ရင်ရိုက်ခတ်မှုကိရိယာတွေလည်းတတ်ထားပါသေးတယ်ဒီလိုအကာအကွယ်တားအဆီးတွေမြင်လိုက်ရတော့သူခိုးမလေးဟာချက်ချင်းစိုးရိမ်စိတ်တွေဝင်လာခဲ့ပေမဲ့ဂျက်ကတော့နည်းနည်းမှစိတ်မပူပါဘူးသူကအကျွေးစိတ်တစည်းထိုးပြီးပြစ်ထည့်လိုက်တယ်အနီးအောက်ရောင်ကြီးအချက်ပေးစနစ်အလုပ်လုပ်တာနဲ့ရဲရရှိအများပြားဟာအလင်းအမြန်ပြေးဝင်လာပြီးသူတို့နှစ်ယောက်ကိုဝိုင်းရံလိုက်ကြတယ်ဒါပေမဲ့ဂျက်ကသူခိုးမလေးကိုဓာတ်ကိုယူဖို့ပြောလိုက်တယ်ဂျက်ကတိုက်ခိုက်မှုကနေရှောင်ရှားဖို့မြေပြင်ပေါ်မှာပက်လက်ထန်နေလိုက်တယ်သူခိုးမလေးကတော့ကျိုးတစ်ချောင်းကိုသုံးပြီးထုတ်ပြေးခဲ့တယ်ပြီးတော့ဂျက်ရဲ့လက်မှတ်အမှတ်သားကိုခြံထားခဲ့တယ်တခိုးမလေးပြန်ဆုပ်ဖို့လုပ်နေတော့မှမထင်မှတ်ထားပဲအမျိုးသမီးအရာရှိတူကပိတ်ဆို့လိုက်တယ်အရေးပါတဲ့အချိန်မှာဂျက်ဟာအမျိုးသမီးအရာရှိရဲ့နောက်ွယ်ကနေရောက်လာပြီးခြေထောက်တစ်ဖက်နဲ့သူမရဲ့တနတ်ကိုကန်ထုတ်လိုက်တယ်အမျိုးသမီးအရာရှိဟာအသက်မသေးုံ